နောက်ထပ်ဆိုရိုးစကားလေးတစ်ခုကတော့လွယ်လွန်းကရှုံးဖြစ်ပြီးသူ့ရဲ့နောက်ဆက်တွဲစကားလေးကရောဘာဖြစ်မလဲရှင်အဖြေမှန်ကတော့လွယ်လွန်းကရှုံးထဲလွန်းကမုန်းဖြစ်ပါရဲ့ရှင်ဒီဆိုရိုးစကားလေးရဲ့အဓိပ္ပာယ်ရှင်းလင်းချက်ကိုဖော်ပြပေးထားပါတယ်နောက်ထပ်ဆိုရိုးစကားကတော့လာလိုအနီးကလေးဖြစ်ပြီးမလာလိုဘာဖြစ်မလဲရှင်စဉ်းစားကြည့်ပေးပါအဖြေမှန်တိုက်ကြည့်ကြရအောင်အဖြေမှန်ကတော့လာလိုအနီးကလေးမလာလိုခရီးဝေးဖြစ်ပါရဲ့ရှင်ဒီဆိုရိုးစကားလေးရဲ့အဓိပ္ပာယ်ရှင်းလင်းချက်ကိုဖော်ပြပေးထားပါတယ်အခုမေးချင်တဲ့ဆိုရိုးစကားလေးကတော့လောဘကြီးလင်ချွဲဒေါသကြီးလင်ဘာဖြစ်မလဲဖြည့်ကြည့်ပေးပါအောင်ရှင်အဖြေမှန်လေးကတော့လောဘကြီးလင်ချွဲဒေါသကြီးလင်ဆဲဖြစ်ပါတယ်ဒီတစ်ခါမေးချင်တဲ့ဆိုရိုးစကားလေးကတော့အပွေးမြင်အပင်သိအသွေးမြင်ဘာဖြစ်မလဲရှင်အဖြေမှန်ကတော့အပွေးမြင်အပင်သိအသွေးမြင်အသွင်သိဖြစ်ပါရဲ့ရှင်နောက်ထပ်ဆိုရိုးစကားလေးကတော့မုံတင်းပြောလျင်တိုက်ချစ်တင်းပြောလျင်ဘာဖြစ်မလဲရှင်အဖြေမှန်ကတော့မုံတင်းပြောလျင်တိုက်ချစ်တင်းပြောလျင်ငိုက်ဖြစ်ပါရဲ့ရှင်အခုဆိုရိုးစကားကတော့တံတားအိုမှောင်ကိုမလျှောက်နဲ့စကားဆိုဘာဖြစ်မလဲရှင်အဖြေမှန်ကတော့တံတားအိုမှောင်ကိုမလျှောက်နဲ့စကားဆိုတောင်လိုမမောက်နဲ့ဖြစ်ပါရဲ့ရှင်နောက်ထပ်ဆိုရိုးစကားကတော့ထင်တိုင်းလဲမဆိုနဲ့ဝင်တိုင်းလဲဘာဖြစ်မလဲရှင်အဖြေမှန်ကတော့ထင်တိုင်းလဲမဆိုနဲ့ဝင်တိုင်းလဲမမျိုးနဲ့ဖြစ်ပါရဲ့ရှင်အခုဆိုရိုးစကားကတော့ထောက်ထားလျင်နှောက်ယှက်ညှောက်စားလျင်ဘာဖြစ်မလဲရှင်အဖြေမှန်ကတော့ထောက်ထားလျင်နှောက်ယှက်ညှောက်စားလျင်ရောင်းတက်ဖြစ်ပါရဲ့ရှင်အခုဆိုရိုးစကားကတော့ညင်းကိုနိုင်လို့ကဇက်တဝါကိုနိုင်လို့ကအမျက်လူကိုနိုင်လို့ကဘာဖြစ်မလဲရှင်
အဖြေမှန်ကတော့မြင်းကိုနိုင်လို့ကဆက်တဝါးကိုနိုင်လို့ကအမျက်လူကိုနိုင်လို့ကအချက်ဖြစ်ပါတယ်ရှင်အခုဆိုရိုးစကားကတော့ပညာလိုတော့မပြင်းနဲ့ဥစ္စာလိုတော့ဘာဖြစ်မလဲရှင်အဖြေမှန်ကတော့ပညာလိုတော့မပြင်းနဲ့ဥစ္စာလိုတော့မငြင်းနဲ့ဖြစ်ပါတယ်ရှင်အခုနောက်ဆုံးဆိုရိုးစကားကတော့ယောက်ျားမှာလမ်းဖြစ်ပြီးမိန်းမမှာဘာဖြစ်မလဲရှင်ဒီဆိုရိုးစကားရဲ့အဖြေမှန်ကိုတော့မှတ်ချက်မှာရေးပေးသွားစီလိုပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်ရှင်